အားလုံးမင်္ဂလာပါကျွန်တော်တို့ World Cup ဒါပြန်ဝင်ရဲ့ကဲ session တက်တဲ့ဒါ semi final ဒုတိယမြောက်ပွဲစဉ်ကျွန်တော်ဒီညထပ်မပြီးတော့ကြည့်ရှုရမယ်ဒီပွဲစဉ်မှာတော့ဒါအလုံးတည်ပြီးရမယ်ကျွန်တော်တို့အင်္ဂလန်နဲ့အာဂျင်တီးနားအသင်းအင်္ဂလန်အသင်းကလက်ရှိကမ္ဘာအဆင့်4အာဂျင်တီးနားအသင်းကကမ္ဘာအဆင့်1လက်ရှိ2022ရဲ့ကမ္ဘာဖလားချန်ပီယံအသင်းဘာစနဲ့တင်ပွားကြဘူးကျွန်တော်ဟိုနေ့ကပြောခဲ့သလိုပဲဒါ FIFA ကဂျိုတင်ပဲလမ်းကြောင်းဆွဲထားတာတော့ထင်ရတော့အောင်ကမ္ဘာစ1နဲ့3 4အဆင့်လိုက်ဒါ semi final ကိုတက်ရောက်လာတယ်ဒါမနက်အစောပိုင်းကန်သွားတယ်ကျွန်တော် France နဲ့ Spain ပွဲမှာဆိုရင်တော့ဒါ Spain က 2-0 နဲ့အနိုင်ရပြီးတော့ final ကနေစောင့်နေနေပြီဒါကမ္ဘာစ3နဲ့ကမ္ဘာစ2ကန်ရတယ်ကျွန်တော်ဒီညမှာတော့ဒါကမ္ဘာစ4အင်္ဂလန်နဲ့လက်ရှိချန်ပီယံကမ္ဘာစ1အာဂျင်တီးနားရဲ့ဒါကျွန်တော်တို့ဒါလုံးဝဆောင်းမိုက်တဲ့ပွဲကြီးပေါ့နော်ဒီပွဲကိုကျွန်တော်သုံးသပ်ပြီးပြောမယ်ဆိုရင်ဒီညကျွန်တော်မြန်မာစံတော်ချိန်ညတနာရီပွဲမှာရှင်ပြိုင်လာမယ်ကျွန်တော်ဒါ United States of America ရဲ့ Georgia ပြည်နယ်ကအတ္တလန္တာကွင်းကြီးမှာရှင်ပြိုင်မှာဖြစ်တယ်သူတို့ရှင်ပြိုင်တဲ့ချိန်မှာအပူချိန်ကတော့28 degree Celsius လောက်ရှိတယ်ဆိုတော့ဒါအင်္ဂလန်အတွက်ကောအာဂျင်တီးနားအတွက်ကောတိတ်ဘာမှမဖြစ်တဲ့အနေအထားမျိုးရှိတယ်ဒီပွဲမှာအနိုင်ရသွားတဲ့အသင်းကကျွန်တော်တစ်ဖက်ကဒါဘူလူပွဲမှာဂျိုးဆောင်နေတဲ့စပိန်အသင်းနဲ့ကျွန်တော်တို့ဒါ United States of America ကပဲ New York မြို့မှာရှိတဲ့ New Jersey ပွဲမှာဘူလူပွဲကိုရှင်ပြိုင်ရမယ်ဒီပွဲမှာရှုံးနေသွားတဲ့အသင်းကတော့ကျွန်တော်ဒါတတိယနေရာလူပွဲအနေနဲ့ဒါ semi final မှာရှုံးနေကြတဲ့ပြင်သစ်နဲ့ကျွန်တော် Florida မှာရှိတဲ့ Miami ကွင်းမှာတတိယနေရာလူပွဲရှင်ပြိုင်ကစားရမယ်အဲ့တော့ဘယ်အသင်းဖြစ်တော့တတိယတော့နေရာမလို့ချိန်ကြဘူး final ကိုပဲတက်ချင်ပါပဲအဲ့တော့အင်္ဂလန်တက်ပေါင်းလားအာဂျင်တီးနားတက်ပေါင်းလားဒီနေရာမှာပြောချင်တာကအင်္ဂလန်နဲ့အာဂျင်တီးနားဆိုတာမှန်တိုင်းပြောရတော့ကျောင်းတော်ကရန်စရန်ကျွေးရန်သားတွေရှိတဲ့အသင်းလို့ကျွန်တော်ပြောလို့ရတယ်သူတို့နှစ်သင်းကတမိုင်းတစ်လျှောက်မှာ14ချိန်ဒါဟတ်တူရကြည့်ရင်14ချိန်တွေ့ဆုံမှုတယ်အင်္ဂလန်က6ချိန်နိုင်တယ်6ချိန်တည်ကြပြီးတော့အာဂျင်တီးနားကတော့2ချိန်ပဲအနိုင်ရပြီးတော့တမိုင်းတစ်လျှောက်ဟတ်တူမှာအင်္ဂလန်ကအသာရနေတယ်အဲ့တော့သူတို့တွေ့ဆုံမှုတဲ့တမိုင်းတစ်လျှောက်14ပွဲကိုကျွန်တော်မပြောတော့ဘူးလုံးဝတီးသက်ဒါ World Cup မှာတွေ့ဆုံမှုကိုတော့ကျွန်တော်တို့ပြောမနေပြောရတော့မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်စောပိုင်းပြောတဲ့ကျောင်းတော်ကရန်စားကြမှာအဲ့တော့ World Cup မှာသူတို့စပြီးတွေ့ဘူးတာကတော့ကျွန်တော်တို့မမွေးခင်1962က World Cup မှာအုပ်စုပွဲစဉ်မှာတော့အင်္ဂလန်ကအာဂျင်တီးနားကို3-1နဲ့အနိုင်ရခဲ့ဘူးတယ်တခါကျွန်တော်တို့ပြောရတော့မယ်အင်္ဂလန်အင်ရှင်လုပ်တဲ့ကျွန်တော်1966ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့အင်္ဂလန်က quarter final မှာအာဂျင်တီးနားကို 1-0 နဲ့အနိုင်ယူပြီးတော့ semi final ကိုကျော်ဖြတ်သွားတယ်နောက်ဆုံး final မှာလည်းအနိုင်ရပြီးတော့အင်္ဂလန်ရဲ့ပထမဆုံးကမ္ဘာ့ဖလားလက်ရှိချိန်တဲ့အင်္ဂလန်ကမ္ဘာ့ဖလားတစ်ချိန်ပဲရဘူးလေအဲ့ဒါကိုရရှိခဲ့ဘူးလေဒါသူတို့ရဲ့ World Cup တမိုင်းမှာစတင်သူတို့ရှင်ပြိုင်တဲ့ဟာကိုကျွန်တော်အစနေစပြောပြတာအဲ့ဒီဘာမှမဖြစ်သေးဘူးဆိုပေမဲ့ကျွန်တော်တို့1986ကမ္ဘာဖလားမှာပြဿနာလာတော့ကြီးသွားတယ်ဘာကြောင့်လဲလို့ကျွန်တော်ပြောရင်ခုနကကျောင်းတော်ကရန်စလို့ဘာလို့ကျွန်တော်ပြောခဲ့တယ်ဆိုတော့သူတို့ကကျွန်တော်1982မှာ Falkland စစ်ပွဲဆိုတဲ့ Falkland War ဒီကမ္ဘာမှာနာမည်ကြီးတဲ့စစ်ပွဲတွေဖြစ်ခဲ့တယ်အဓိကတော့ဒီ Falkland ကျွန်းကိုအာဂျင်တီးနားကသူပိုင်ဆိုင်ပါတယ်ဆိုပြီးတော့သိမ်းပိုက်တယ်အင်္ဂလန်ကလည်းသူပိုင်တယ်ဆိုပြီးတော့သူကရေတပ်နဲ့သူ့ရဲ့တိုက်ခိုက်ရေးတိုက်ပွဲတွေကိုလွှတ်ပြီးတော့အာဂျင်တီးနားနဲ့စစ်ဖြစ်တယ်ပေါ့ဗျာပြောရင်တော့အမှဒါအဲ့တော့အင်္ဂလန်မဟုတ်တော့ဗြိတိန်ပေါ့နော်ဗြိတိန်ဆိုတဲ့အနေထားနဲ့ဗြိတိန်ကနေရေတပ်စစ်လုပ်တဲ့တိုက်ခိုက်တော့နောက်ဆုံးဒါစစ်ပွဲကစုစုပေါင်းပြ84ရက်လောက်ကြာတယ်ကြာအောင်တိုက်ပြတဲ့အချိန်မှာတော့ဗြိတိန်ရေတပ်ကအနိုင်ရရှိသွားတယ်အာဂျင်တီးနားရှုံးနိုင်ခဲ့တယ်အဲ့ဒါမမရပြောရင်အဲ့မှာဆိုလို့ရှိရင်လည်းအာဂျင်တီးနားလူမျိုးဒါ649ယောက်တည်ဆုံးသွားတယ်ဗြိတိန်ဘက်ကလည်း255ယောက်တည်ဆုံးလို့ဒါ Falkland ကျွန်းမှာရှိတဲ့ကျွန်းသူကျွန်းသားအပြစ်မဲ့တဲ့ပြည်သူ3ဦးလည်းတည်ဆုံးသွားတာရှိခဲ့ဘူးလေအဲ့ဒါဗြိတိန်နဲ့အာဂျင်တီးနားကြားမှာအလုံးဝရန်ညှိုးရရှိတယ်ဖြစ်ခဲ့တာက1982အဲ့1986ကမ္ဘာဖလားကြတော့သူတို့တော့ပြန်တွေ့တယ်ဗျအဲ့တော့ကတော့ကျွန်တော် quarter final မှာပဲquarter final မှာတွေ့တော့အလုံးဝရန်ညှိုးရှိတယ်ပေါ့နော်ပြည်သက်တွေကအစလုံးဝဒီအတင်းသားတွေကအစရန်ညှိုးတွေရှိကြပြီးတော့
အဲ့မှာဘာဖြစ်လဲဆိုတော့အဲ့ပွဲကတကယ်ကကမ္ဘာဖလားဖြစ်ရသမိုင်းမှာဆိုရင်လုံးဝမှတ်မှတ်ရပွဲဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့အာဂျင်တီးနားက 2-1 နဲ့အင်္ဂလန်ကိုအနိုင်ရရှိပြီးတော့ဆီမီဖိုင်နယ်ကိုတက်ရောက်သွားနိုင်တယ်။ 2-1 မှာအာဂျင်တီးနားရသွားတဲ့နှစ်ဂိုးလုံးကိုသွင်းသွားတာက 8K8 ခါမှာနာမည်အရက်ကြီးတဲ့မာရာဒိုနာပါ။မာရာဒိုနာသွင်းသွားတဲ့နှစ်ဂိုးကတော့52မိနစ်မှာတစ်ဂိုး4မိနစ်ပဲချပြီးတော့55မိနစ်မှာတစ်ဂိုးသွင်းတယ်။သူတို့နဲ့နှစ်ဂိုးကိုနောက်ပိုင်းပွဲချိန်နောက်ပိုင်းမှာ82မိနစ်မှာအင်္ဂလန်တိုက်စစ်မှုဂရီလိုင်နာကာကခြေပတ်မယ်လေ 2-1 နဲ့အာဂျင်တီးနားနိုင်ရပါတယ်။အဲ့မှာတော့တကိုးကမာရာဒိုနာရဲ့ကျွန်တော်လက်ရှိအချိန်ကြီးပြောပြနေတယ်ဒါ21ရာစုမှာဖျားပေးတော့လက်ဆိုတဲ့ hands of goal ပါပဲ။ဟုတ်တော့ဂိုးသမားဟိုပီတာရှက်တန်ကိုသူခေါင်းခုန်တိုက်တယ်မာရာဒိုနာရက်ပုတယ်ဗျာအဲ့ဒါသူခေါင်းခုန်တိုက်တဲ့အချိန်မှာဂိုးသမားလက်နဲ့သူကကြော်ပြီးတော့ဘောလုံးကိုလက်နဲ့ပုတ်သွင်းသွားတယ်အဲ့ဒီကကျွန်တော်တို့ VAR ဆိုပါတယ်မရှိတော့တိုင်လီမမြင်တဲ့အတွက်ကြောင့်မလို့အဲ့ hands of goal ကဒါ21ရာစုမှာနာမည်ကြီးပါတယ်နောက်တစ်ဂိုးဆိုလို့ရှိရင်လည်းဒါတစ်ဖက်ဒီအရင်ကကွင်းဘက်ကနေမှအင်္ဂလန်ကွင်းဘက်ကိုအင်္ဂလန်ကစားသမား9ယောက်လောက်ကိုကြော်ဖြတ်ပြီးတော့တွင်းသွားတယ်ဒါရာစုဒီရာစုတစ်ခုမှာအကောင်းဆုံးဂိုးတော့တတ်မှတ်ရမယ် goal of the century ဆိုတဲ့ဂိုးပါအဲ့တော့အဲ့ဘက်မှာဒါကျောင်းတော်ရန်စားအဲ့ဒါစပါတယ်ဖောက်ဂလန်စစ်ပွဲ1980နဲ့ဖြစ်ပွားပြီး1986ကမ္ဘာဖလားမှာပဲကွာတာဖိုင်နယ်ရဲ့ရှုံးထွက်အဆင့်မှာမာရာဒိုနာရဲ့ဒါ hands off goal ရဲ့ goal of the century ဆိုတဲ့နှစ်ဂိုးနဲ့အာဂျင်တီးနားကအင်္ဂလန်ကိုဒါသူတို့စစ်ရှုံးလာတဲ့ဟာကိုလက်စားပြန်ချေရဆိုတဲ့သဘောကိုပြသခဲ့ပါတယ်။နောက်က World Cup မှာပဲကျွန်တော်1998 16တဲ့အဆင့်ရှုံးထွက်ပွဲမှာထပ်တွေ့ပြန်တယ်။အဲ့ပွဲတော့သူတို့ကဟိုပွဲချိန်ဒီမှာကြည့်လို့ရှိရင်ဟောပေါ့ကျွန်တော်တို့2-2တည်ကြတယ်ပေါ့နော်။ဘာလို့တော့ Batistuta က6နှစ်မှာပရမီသွင်းတယ်။အင်္ဂလန်ဘက်ကအလန်ရှီယာက7နှစ်မှာပရမီနဲ့ပြန်ချေတယ်1-1အဲ့တော့ကျွန်တော်မှတ်မြန်လေးမိုက်ကယ်အိုဝင်က16မိနစ်မှာဂိုးသွင်းပြီး2-1နဲ့ဥဆောင်တယ်ဒါပေမဲ့45မိနစ်မှာတော့ရလာတဲ့ free kick ကနေတစ်ဆင့်အလှည့်ပြောင်းနေကျွန်တော်တို့အာဂျင်တီးနားညာတောင်ဘန်ကဇနတီကပြန်ချေလို့တူတူတည်ကြတယ်အထူးဆန်းတာက48မိနစ်မှာကျွန်တော်အင်္ဂလန်ရဲ့နံပါတ်7လုံးဝfree kick တွေနဲ့နာမည်ကြီးတဲ့ David Beckham အနီးကပ်နဲ့ထုတ်ခံရတယ်ဖြစ်စဉ်ကလည်းကျွန်တော်တို့အာဂျင်တီးနားကစီမီယိုနီလက်ရှိအက်တလက်တီကိုနီးပြစီမီအိုနီနဲ့ဘက်ကန်နဲ့ညီးတယ်လဲတယ်ဒန်ယာရိုက်တို့လိုမျိုးနည်းနည်းဂျုံဆန်တာဖြစ်တယ်အဲ့ချိန်မှာလဲကြနေတဲ့ဘက်ကန်ကကျွန်တော်နဲ့တော့ကန်လိုက်ပြီးမတိတိပါပဲဒါပေမဲ့ကန်ပြီးတယ်ဆိုတော့ foul ကြောင့်ဒီဘက်ဘက်ကန်အနီးကနဲ့ထုတ်ခံရပြီးတော့အင်္ဂလန်က10ယောက်17ယောက်နဲ့အာဂျင်တီးနားကိုရင်ဆိုင်ရတယ်နောက်ဆုံးပထမမှာတော့ 4-3 နဲ့အာဂျင်တီးနားကအနိုင်ရပြီးတော့ကွာတာဖိုင်နယ်ကိုတက်ရောက်သွားတယ်အဲ့မှာအင်္ဂလန်နိုင်ငံမှာနောက်ဆုံးဒီဘက်ဘက်ကန်ကနိုင်ငံရဲ့ villain ဆိုပြီးတော့ဒါတို့နိုင်ငံလူနိုင်ငံသားတွေပြောတဲ့အဖြစ်တွေအများကြီးခံရတယ်နောက်ဆုံးကျွန်တော် World Cup 2002မှာတော့ဒီဘက်ဘက်ကန်ကသူနိုင်ငံရဲ့ villain ဖြစ်ခဲ့တဲ့ဟာကိုပြန်လဲခြေပနိုင်ခဲ့တယ်အဲ့တော့အုပ်စုအဆင့်ဒါ2002ခုနှစ်မှာအုပ်စုမှာပဲအင်္ဂလန်အာဂျင်တီးနားထပ်တွေ့တယ်ဒီဘက်ဘက်ကန်ကလည်းပနရီနဲ့ဂိုးသွင်းပြီးတော့အင်္ဂလန်က 1-0 နဲ့အနိုင်ရသွားတယ်အာဂျင်တီးနားကတော့အုပ်စုကနေလှည့်ပြန်သွားတယ်ဒါကတော့သူတို့ World Cup မှာတွေ့ခဲ့တဲ့များဒါအင်္ဂလန်3ပွဲနိုင်တယ်တပွဲတည်ကြတယ်တပွဲရှုံးတယ်World Cup ရဲ့တို့ရဲ့ဒါ hard to work လုပ်ခဲ့တဲ့လမ်းစဉ်တွေကပြောရင်တော့ဒါ Falkland စစ်ပွဲကနေစပြီးတော့ဒီညအထိကျွန်တော်တည်လာပြီ2026ကျွန်တော် World Cup semi final ကြီးရောက်လာပြီကျောင်းတော်ကရန်စာကြီးပါပဲအဲဒါကိုကျွန်တော်ပြောပြတာပါအဲ့တော့တမိုင်းကြီးရဲ့ရန်ဘက်နှစ်ယောက်ပဲပွဲဖြစ်တယ်ဒီပွဲမှာနေပြတဲ့ကနေစနစ်တွေကစားသမားတွေကကြိုးစားအားထုတ်မှုတွေမကပဲနဲ့ဘယ်အသင်းကစိတ်တည်ငြိမ်အောင်ထိန်းနိုင်မလဲဆိုတာကလည်းဒီပြိုင်ပွဲရဲ့ရလဒ်ကိုဆုံးဖြတ်ပြီးသွားနိုင်ပါလေအဲ့တော့လက်ရှိအချိန်မှာတော့ဒါအာဂျင်တီးနားဆိုတာမက်ဆီနဲ့ခွဲထားလို့မရပါဘူးဒါပေမဲ့မက်ဆီကဘယ်လိုကြောင်းတော့ရန်စားလို့ကျွန်တော် World Cup မှာပွဲတွေတော့တွေ့ခဲ့ပြီမဲ့မက်ဆီကအင်္ဂလန်နဲ့ခါမှာရင်ဆိုင်ဘူးပါဘူးလက်ရှိမက်ဆီကိုဆိုရင်အာဂျင်တီးနားပြည်သူတွေကအချိန်ကသူတို့ရဲ့မာရာဒိုနာနဲ့လည်းနှိုင်းယှဉ်ပါတယ်မာရာဒိုနာလက်သက်အာဂျင်တီးနားရဲ့ကျေပွဲကမ္ဘာအကောင်းဆုံးကစားသမားတူဖြစ်တဲ့မက်ဆီအင်္ဂလန်နဲ့ရင်ဆိုင်ကစားရင်ဆိုင်ကစားပထမဆုံးရင်ဆိုင်ကစားမှာပေါ့နော်ရင်ဆိုင်ကစားမှုလေးကိုလက်ရှိကမ္ဘာဖလားမှာလည်းတွင်းကို8ဂိုးဂိုးဖန်တီးမှု2ကြိမ်နဲ့အမ်ဘက်ပေနဲ့တူတူကျွန်တော်ကဂိုးသွင်းရဲ့ရွှေကနက်စုမှာထိပ်ဆုံးရောက်နေတဲ့မက်ဆီဒီညအင်္ဂလန်ကိုပါလုံးပြနိုင်လဲပေါ့နော်အဲ့တော့ကျောင်းတော်ရန်စားတွေနဲ့တော့ပြန်ဆိုင်မှုကြီးတဲ့ကမ္ဘာအဆင့်1နဲ့ကမ္ဘာအဆင့်4တို့ရဲ့ပွဲမှာခင်ဗျားတို့မနေ့ကပွဲကိုကျွန်တော်ပြောခဲ့တယ်လို့ပဲပြည်သက်ကြရင်ပြည်သက် youth စပိန်ကြရင်စပိန်လို့ပြောလို့ပဲဒါ semi final ရဲ့ပွဲမှာကျွန်တော်ကတော့ကျွန်တော်အင်္ဂလန်ကြရင်အင်္ဂလန်ယူပါ
အာဂျီနာကြိုင်အာဂျီနာရှိပါကျွန်တော်ကတော့ဒါသူတို့ရဲ့ကြုံတွေ့ခဲ့တဲ့ခတ်တူကတွေသူတို့ရဲ့ဒါရန်ကျောင်းတော်ကရန်စားတွေအတွက်အကြောင်းကိုတော့ပြောဆိုပြရပါနောက်အရေးကြီးဆုံးချက်ကတော့ကျွန်တော်တို့ဒီပွဲကိုအရှဘူတီတန်တွေလို့ဖွင့်လှစ်ထားတယ်လို့ခင်းကျင်းထားတယ်ပေါ့နော်ကျွန်တော်မူလတီဈေးက level 20ရှုံးအင်္ဂလန်ကခေါင်းပြီးထွက်ထားပါတယ်ကိုပေါင်းလုံးသွင်း30ရှုံးပါလက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာတော့တိတ်မပေါ်ပါဘူးဘော်ဒီဈေးအင်္ဂလန် level 20ရှုံးပါကိုပေါင်းချင်းကတော့နည်းနည်းပြော့သွားပြီးတော့နှလုံးကို25ပြားရှုံးအောင်ဖြစ်သွားတာကိုတွေ့ရတယ်ဘူတီတန်တွေကတော့ဒီပွဲကိုဂိုးနဲမယ်လို့ယူဆထားပုံရပါတယ်တပတ်အဂျီနာတင်ကိုကြည့်ရင်လည်းသူကပြီးခဲ့တဲ့ champion ဖြစ်ခဲ့တဲ့2022မှာကျွန်တော်အဖွင့်ပွဲ sorry ကိုသူ1-0နဲ့ရှုံးတဲ့ပွဲကပြီးခဲ့တဲ့ကဒါ2022မှာလည်းသူ champion ဖြစ်တယ်လက်ရှိအချိန်ဒီကိုသူကရှုံးပွဲမရှိသေးဘဲနဲ့ World Cup မှာ12ပွဲဆက်ရှုံးပွဲမရှိတဲ့စံချိန်ကိုရယူထားလို့ပွဲတိုင်းဂိုးသွင်းထားနိုင်တယ်လက်ရှိ2026 World Cup မှာဆိုရင်အာဂျီနာတင်ကတွင်းဖို့က18ဂိုးလောက်ထိရှိပြီးတော့တိုက်စစ်အကောင်းဆုံးအသင်းဆိုတာကိုပြသနေတယ်မက်ဆီတယောက်တည်းကို10ဂိုးသွင်းလာတာကိုတခြားကျွန်တော်တို့ဒါဟိုနေ့က Everest ဆိုရင်လည်းဒါလုံးဝကောင်းမွန်တဲ့ဂိုးတစ်ခုကိုသူသွင်းပြသွားတယ်အပြင်မာရီနက်ဆိုတော့ကျွန်တော်အများကြီးပဲဗျာဒီမှာအာဂျီနာမှာဂိုးသွင်းနိုင်တဲ့စွမ်းရည်တွေရှိတယ်ဒီဘက်ကအင်္ဂလန်မှာလည်းသူတို့ကစားဖို့ကတော့ရှင်းတယ်သူတို့ရဲ့6ဂိုးသွင်းလာတဲ့တိုက်စစ်မှုဒါ Hurricane ကိုအထောင်ချမယ်ဘယ်ညာတောင်ပံမှာညာတော်မှာစာခါကိုသုံးလားမလူကီကိုသုံးလားတော့မပြောတတ်သေးဘူးဒါတော့ဒီပြတူချေတဲ့ရွေးချယ်လို့ပေါ့နော်ဒါမဲ့ဒါ Hurricane ရဲ့နောက်မှာတော့ကျွန်တော် attacking midfield မှာလုံးဝကစားမှာတော့ကျင်းနေတဲ့ Pelican ကိုလည်းဒါဂိုးလေးသွင်းဆိုင်ပြတ်သားထားတယ်ဂိုးဖလီကိုလည်းလုံထားနိုင်တယ်ဘယ်တော့မှကတော့သူ rush ကိုလည်းစာရင် Gordon ကိုပဲသုံးဖို့များတယ်ပြီးရင်ဒါ defensive midfield မှာဆိုရင်တော့ကျွန်တော် Declan Rice နဲ့ Anderson ကကျင်းနေတယ်တူချေသုံးပါပဲတစ်ချက်ရှိရတော့ Declan Rice ကကျွန်တော်နော်ဝေးနဲ့ပွဲတော့လေပထမပိုင်းမိနစ်ဟို45မိနစ်ပဲကစားတယ်ဒုတိယပိုင်းစတဲ့အချိန်မှာသူထွက်သွားတယ်ဘာကြောင့်လဲဆိုတော့နော်ဝေးပွဲမတိုင်ခင်က3ရက်လောက်သူခံရအောင်ရတယ်နည်းနည်းဖျားနာတဲ့ဝေဒနာရှိနေတယ်ကြက်ခံမှုမပြေပါဘူးဒီပွဲမှာတော့ကျွန်တော် Declan Rice ကိုပဲသူပွဲထုတ်ပြီးတော့မှနော်ဝေးပွဲလိုပဲပြန်သိမ်းလားဒါမှမဟုတ်ဘလူးပွဲအတွက်ကြိုပြီးတော့အနာပေးမလားတခြားသူ့နေရာမှာဘယ်သူ့ကိုသုံးနိုင်မလဲပေါ့နော်ဒါမျိုးတွေတော့ရှိတယ်ဒါမှမဟုတ်သူနော်ဝေးမှာဒီလိုပဲသုံးရတဲ့ပုံစံမျိုး Declan Rice နေရာမှာကျွန်တော် easy ကိုလည်းသုံးနိုင်တယ်ဘယ်လိုလုပ်ရမလဲဆိုတော့တူချေရဲ့ဆုံးဖြတ်ချက်ပါရေးပါတဲ့နေရာတစ်ခုကတော့ဒီအင်္ဂလန်ရဲ့ဘက်တောင်ဘန်မှာသုံးနေကြပဲ Ori လေးကိုသုံးမလားဒါမှမဟုတ်နော်ဝေးနဲ့ပွဲနောက်ပိုင်းဝင်လာပြီးတော့ခြေစွမ်းပြသွားတဲ့ species ကိုသုံးမလားဘက်တောင်ဘန်တစ်ချက်ရှိတယ်ညာတောင်ဘန်မှာလည်းသူတို့ risk chain ကိုသုံးမလားဒါမှမဟုတ် Consa ကိုပဲညာတောင်ဘန်ထုတ်မလား Consa ကိုညာတောင်ဘန်ထုတ်တော့ကျွန်တော် John Stone ကြီးကတိတ်ဟိုကြက်ခံမှုပြီးပါပဲနော်ဝေးမှာလည်းမိနစ်120ကစားထားတယ်ဆိုတော့သူကလည်းစံနာဘက်မှာပါလာတိုင်းမလားဒါတွေကသူချေရဲ့ဆုံးဖြတ်ချက်ပါအာဂျင်တီးနားကတော့ထုံးစံတိုင်းပဲသူတို့ Everest နဲ့ Messi ကိုပဲတည်လာမယ်ပြီးလို့ရှိရင်သူ့ရဲ့ဒါအာဂျင်တီးနားရဲ့ဟိုအဓိကကြောက်စရာကောင်းတဲ့ချက်ကဟိုကျွန်တော်တို့အစောပိုင်းပွဲတော့မှ Messi မလှုပ်ရင် Messi ဂိုးမသွင်းရင်အာဂျင်တီးနားဆိုတာလကားပဲဆိုတဲ့ပုံစံကိုနောက်ပိုင်းမှာတို့ပြန်ပြင်လာနိုင်တယ် Messi ဂိုးမသွင်းရင်လည်းအခြားကစားသမားတွေကကျွန်တော်တို့က Enzo Fernandez တို့ပါတော့အခြားကစားသမားတွေအများကြီးရှိတယ်သူတို့ကလည်း golden soil တွေပြန်ပြရတယ်ကြောင့်မလို့ဒါဒီပွဲက choice လို့ပါကျွန်တော်ကပြောချင်တဲ့အချက်လက်တွေကျွန်တော်တို့ဒါဟိုသူတို့ရဲ့ကစားသမားစရင်းတွေကျွန်တော်ပြောချင်တဲ့အချက်တွေကျွန်တော်အားတွေကျွန်တော်ပြောပြရတယ်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုရင်တော့ကျွန်တော်ကအင်္ဂလန် vs အာဂျင်တီးနားကျွန်တော်အင်္ဂလန်ကိုကြိုက်ပါတယ်တစ်ခါမှပြောရလေဟိုမက်ဆီကြောက်ရမဟုတ်ဘူးကျွန်တော်ဒါတော်တော်များပြည်သက်တွေကမ္ဘာလုံးပြည်သက်တွေပြောနေကြတယ်အာဂျင်တီးနားအသင်းကို FIFA တီးနားတို့ဗာဂျင်တီးနားတို့နာမည်ကြောင်းတွေပါပြောနေသလိုအာဂျင်တီးနားတက်လန်းရတဲ့လမ်းကတော့ကျွန်တော်တို့လည်းသိပါတယ်ဟိုတိုင်လီဟိုဘက်လိုက်တယ်တို့ဒီလိုတိုင်ကူတယ်တို့တိုင်ကူလို့နိုင်တာတို့မက်ဆီကိုပဲကမ္ဘာဗလာပေးလိုက်ပါလားဆိုတဲ့ဝေဖန်ချက်တွေအများကြီးရှိပါတယ်နောက်ဆိုတော့ကျွန်တော်ပြောလို့ရှိရင်အဲ့ဒါတွေကလည်းကျွန်တော်ကအာဂျင်တီးနား outdoor con ဆိုပြီးတော့တခုရှိပါတယ်အမှလက်မှတ်တွေဝိုင်းထိုးနေတယ်ဒါလက်ရှိကမ္ဘာချန်ပီယံဖြစ်တဲ့အာဂျင်တီးနားအသင်းနဲ့ဒီကောင်လေးသူတို့ရဲ့အသင်းကောင်းဆောင်ပေါ့နော်လီယိုနယ်မက်ဆီပေါ်ကိုဒါလူတွေကပလိုက်မှုတွေရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုဆွတ်ဆွဲပြီးတော့အာဂျင်တီးနားကိုကမ္ဘာဗလာကနေပယ်ထုတ်ပယ်ပေးပါဆိုတဲ့ကျွန်တော် online ကနေစက်တန်းမှာဆိုရင်လူကြီး6တန်းကျော်ကလက်မှတ်ရေးထိုးတောင်းဆိုထားပါတယ်ခင်ဗျားတို့စိတ်ဝင်စားရင်လည်း comment ထိုးလို့ရပါတယ်အာဂျင်တီးနား outdoor con မှာပါ
လူကြီး6တန်းလောက်ထိတောင်းဆိုထားတယ်ဘာကြောင့်လဲဆိုတော့ဒါ FIFA ကဒိုင်လူကြီးတွေကလီယိုနယ်မက်ဆီနဲ့အာဂျင်တီးနားဘောကိုဘလက်နေတာထင်ရှားတယ်အနိုင်ရမယ့်သူကိုကြိုတင်တတ်မှတ်ပြီးသားဆိုရင်တော့တခြားကမ္ဘာနိုင်ငံတွေကိုဘာလို့ဒီပြိုင်ပွဲမှာရှင်ပြန်ခိုင်းနေရတာလဲအာဂျင်တီးနားကိုပဲကမ္ဘာဖလားပေးလိုက်တော့ပါလားဆိုပြီးတော့လက်ရှိကမ္ဘာဖလားမှာတရားမျှတမှုအတွက်အခွင့်အရေးပေးပါအာဂျင်တီးနားကိုထုတ်ပယ်ပေးပါဆိုပြီးတော့ကျွန်တော်အစောပိုင်းပြောလို့ပဲလူကြီး6တန်းကျော်လောက်ကလက်မရည်ထိုးတောင်းဆိုထားပါတယ်ပြီးတော့ဒီ quarter final ကိုတက်လာတဲ့အချိန်မှာEgypt နဲ့ပွဲမှာလည်း Egypt အသင်းရဲ့ဒါ Egypt ဘောလုံးဖွဲ့ချုပ်ကနေပြီးတော့လေဒါကမ္ဘာ FIFA ဘောလုံးဖွဲ့ချုပ်ကိုသူတိုင်ကြားတာပို့ထားတယ်ဒါနည်းနည်းလေးဟို hot ဖြစ်နေတဲ့တဲ့ပေါ့နော်ဆွစ်ဇာလန်အသင်းကလည်းဆွစ်ဇာလန်ဘောလုံးဖွဲ့ချုပ်ကတိုင်ကြားစာပို့ထားတယ်လို့လည်းသတင်းတွေဖတ်ရပါတယ်အဲ့တော့ Argentina လား FIFA တီနာလား Argentina လား Messi တီနာလားဘာတီနာလဲတော့ကျွန်တော်မသိဘူးကျွန်တော်ကတော့ကျွန်တော်အကြိုက်နဲ့ကျွန်တော်ခင်ဗျားတို့လည်းကြိုက်ရလို့ရတယ်ကျွန်တော်ကြိုက်ကတော့ England vs Argentinaပွဲချိန်တွေမှာတည်ကြကောင်းကြာသွားနိုင်တယ်အချိန်တွေပရိဒီလည်းတွားနိုင်တယ်ဒါပေမဲ့ကျွန်တော်အင်္ဂလန်ကိုပဲ level 20မှာ20ရင်းပြီးတော့ကျွန်တော်ရင်းပြီးပြုတ်နေခြင်းပါတယ်အဲ့တော့ကြိုက်ရင်လိုက်ပါမကြိုက်ရင်ဘက်ကံမှာအချိန်တိုင်းခင်ဗျားတို့အဆင်ပြေဖို့ကရေးကြည့်ပါတယ်ကျွန်တော်နောက်ကဘူလူပွဲမှာထပ်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ရှိပါတယ်ဗျာ